Hello အားလုံးပဲမင်္ဂလာပါအတီနာပါရှင်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အတီနာကเนาะဒီအသေးကိုပြည့်စည်စေတဲ့နေ့စဉ်အမှုချင်း10ခုကိုပြပြပေးမှာပေါ့เนาะဒီကြောင်းပြောခဲ့မှာဆိုလို့ရှိရင်ဒီအသေးနဲ့ပတ်သက်ပြီးတော့အနည်းငယ်ပြပြပေးစင်းနဲ့အသေးကဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပေါ့เนาะသူကဒီလုပ်ငန်းဆောင်တာဒီအများကြီးလုပ်တယ်ပေါ့เนาะအဲ့တော့အဲ့လုပ်ငန်းဆောက်ကတွေထဲကပေါ့နော်ထူးခြားတဲ့အချက်လေးတွေပြပြပေးမှာပေါ့နော်အရေးကြီးတဲ့အချက်လေးပြပြပေးမယ်။သူကဘာလုပ်လဲဆိုလို့ရှိရင်သူ့ရဲ့ဒီတဲကြီးရေကိုထုတ်ပြီးတော့အစာချေစနစ်မှာသူကပါဝင်ပေးတယ်ပေါ့နော်။ပြီးလို့ရှိရင်သူကဒီအစိတ်တောက်တွေကိုခန္ဓာကိုယ်ထဲမှာမလိုအပ်တဲ့ဒီအစိတ်တောက်တွေကိုသူကထုတ်ပြီးချေဖြတ်ပေးတယ်ပေါ့နော်။အဲ့တော့နံပါတ်3ကဘာလဲဆိုလို့ရှိရင်နော်ဒီခန္ဓာကိုယ်ထဲမှာလိုအပ်တဲ့ဒီ protein ပေါ့နော်ဒီ albumin ဆိုတဲ့ protein ကိုလည်းသူကအသေးကနေထုတ်လုပ်ပေးတယ်ပေါ့နော်။ပြီးလို့ရှိရင်တချို့ဒီ vitamin တွေဒီသတ္တုဓာတ်တွေပေါ့နော်ပြီးရင်အချိုတွေပေါ့ဒါတွေကိုလည်းသူကအသေးမှာလိုအပ်ရင်တော့ထုတ်ပေါ့နော်မလိုအပ်တဲ့ခါမှာဆိုလို့ရှိရင်သူကစုဆောင်ပြီးတော့တင်ဆက်ထားပေးရပေါ့နော်အဲ့တော့ဒီအသေးကဆိုလို့ရှိရင်ဒီလိုလုပ်ငန်းဆောက်တာတွေကိုလုပ်တယ်ပေါ့နော်တခြားသူလုပ်တဲ့လုပ်ငန်းဆောက်တာတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့အခုအတီနာကဒီအသေးကိုပြည့်စည်စေနိုင်မယ်ပေါ့နော်နေ့စဉ်အမှုအကျဉ်း10ချက်ကိုပြပြပေးမှာပေါ့နော်အဲ့တော့နံပါတ်1ကဘာလဲဆိုလို့ရှိရင်အရက်ကိုအလွန်ကျွံတောက်တာပေါ့နော်အဲ့တော့အရက်ကိုအလွန်ကျွံတောက်လာတဲ့အခါမှာဆိုလို့ရှိရင်เนาะဒီအရက်ကိုအသေးကအချိန်ပေါင်းများစွာနိုင်ပေါင်းများစွာယူပြီးတော့ခြေဖြတ်ရတာပေါ့เนาะအဲ့ဒီခါကျတော့เนาะဒီအသေးမှာဝင်ပြီးတော့နောက်ပိုင်းကျလို့ရှိရင်ဒီအသေးကိုရောင်ရမ်းစေတယ်ပေါ့เนาะဒီရောင်အသေးအစီဖုံးတာတွေဖြစ်စေတယ်ပေါ့เนาะပြီးရောင်ပြီးလို့ရှိရင်သူကရောင်ပြီးတဲ့နေရာကဆဲတွေကလေ6သွားပေါ့အဲ့တော့အသေး6စေတယ်ဒီအသေး6ကနေတစ်ဆင့်အသေးကင်ဆာတီကိုဖြစ်စေတယ်ပေါ့เนาะနောက်ပိုင်းကျရင်အသက်ဆုံးရှုံးတဲ့အထိကိုရောက်သွားတာပေါ့เนาะအဲ့တော့ဒီအရက်ကိုသတ်မှတ်ထားတဲ့ပမာဏအထိပဲတောက်တင်နေပေါ့နော်မဟုတ်ရင်လည်းရှောင်နေတယ်ပေါ့နော်အဲ့တော့နံပါတ်2ချက်ကပါလဲဆိုလို့ရှိရင်အစီပါဝင်မှုများတဲ့အစားအသောက်တွေစားတာပေါ့နော်အဲ့တော့ဒီလိုအစီပါဝင်မှုများတဲ့အစားအသောက်တွေစားခြင်းကဆိုလို့ရှိရင်နောက်ပိုင်းကျလို့ရှိရင်သွေးတွင်းအစီတက်မယ်ပေါ့နော်အဲ့ဒီကနေတက်မှတစ်ဆင့်အသေးကိုအစီဖုံးစေတယ်နောက်ပိုင်းကျရင်တော့အသေးပျက်စီးနိုင်တယ်ပေါ့နော်အဲ့တော့နံပါတ်3ချက်ကပါလဲပေါ့နော်နံပါတ်3ချက်ကကျတော့ဒီဆေးဝါးတွေပေါ့တိုင်းရင်းဆေးဝါးတွေကိုရေရှည်မှီဝဲတယ်အလွန်ကျွန်းသုံးဆွဲတာပေါ့နော်အဲ့တော့တချို့ဆေးတွေဆိုရှိနေပေါ့နော်ဥပမာပါရာစီတမောပေါ့နော်ပါရာစီတမောဆေးဆိုလို့ရှိရင်လည်းဒီပါရာစီတမောကဆိုလို့ရှိရင်သတ်မှတ်ထားတဲ့ပမာဏเนาะဒိုးစေ့တိုင်းတောက်မယ်ဆိုလို့ရှိရင်အရန်ဟိုမှာအကျိုးရှိတဲ့ဆေးဖြစ်တယ်လို့เนาะဒီသူ့ကိုအလွန်ကျွံသုံးဆွဲလိုက်မယ်ဆိုလို့ရှိရင်လည်းအသေးဒုက္ခရောက်ပြီးတော့အသက်အန္တရာယ်ဆုံးရှုံးနိုင်တယ်ပေါ့နော်အဲ့တော့ဒီပါရာစီတမောအပြင်ကိုတခြားเนาะတိုင်းဆေးဝါးတွေရှိနေပေါ့เนาะတခြားဒီစတူဒင့်အစီကြစေဒါမျိုးတွေရှိနေပေါ့เนาะဒီလိုဆေးတွေမှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီလိုဆေးတွေကိုလည်းဂရုဒီဇိုင်းနေပေါ့နော်တော့ပုံမှန်တောက်ဒီသတ်မှတ်ထားတဲ့အတိုင်းเนาะဒီဆရာဝန်ညွှန်ကြားချက်အတိုင်းပဲတောက်တင်နေပေါ့နော်အဲ့တော့နံပါတ်4ချက်ကပါလဲဆိုရှင်ဆက်လက်တောက်တဲ့လူတွေပေါ့နော်အဲ့တော့ဆက်လက်မှာပါဝင်တဲ့เนาะဓာတုပစ္စည်းတွေကဆိုလို့ရှိရင်အသေးကိုရေရှည်မှာဆိုးကျိုးပေးနိုင်တယ်เนาะပြီးလို့ရှိရင်အသေးရောင်စေတယ်ပေါ့နော်အဲ့တော့နံပါတ်5ကပါလဲဆိုရှင်တော့ဒီအိတ်ချိန်နေတာပေါ့နော်အဲ့တော့အဲ့ချိန်နေတဲ့လူတွေမှာဆိုရှင်လေကြာတဲ့ခါမှာဆိုရှင်တော့အသေးဝင်ပြီးစေရပါပေါ့နော်အဲ့ခါမှာဆိုရှင်လေအသေးကိုထိခိုက်စေနိုင်တယ်ပေါ့နော်အဲ့တော့နံပါတ်6ချက်ကပါလဲဆိုလို့ရှင်เนาะဒီအချိုတွေအများကြီးစားတာပေါ့နော်အဲ့တော့ဒီအသေးကဆိုလို့ရှင်လေဒီ blackဂလူကိုမှာဆိုလို့ရှင်တော့အရန်ဟိုမှာအရေးပါတဲ့ထဲမှာလည်းပါတယ်အဲဒီခါကျတော့ဒီအချိုတွေစားများတဲ့ခါမှာဆိုလို့ရှင်လည်းအသေးကိုနောက်ပိုင်းကျရင်ဒီအစီဖုံးစေတယ်ပေါ့နော်အဲ့တော့နံပါတ်9ကဘာလဲဆိုလို့ရှင်เนาะဒီအစားအလွန်အကျွံရှောင်တာပေါ့နော်တချို့ဝိတ်ရှာနေတဲ့လူတွေရှိတယ်ပေါ့နော်တချို့ကျတော့လည်းဝါတဲ့ခါကျတော့တချို့ကျတော့လည်းဒီ psychoဒီ mentally အရာပါသူတို့ကခါကြရင် stable မဖြစ်ကြတော့ဘူးပေါ့နော်အဲ့တော့ဘာဆဆသူတို့ကကယ်လိုရီရမယ်ထင်တယ်ဒါမျိုးပေါ့နော်ကယ်လိုရီရမယ်ထင်တယ်ဒါမျိုးပေါ့နော်အဲ့ခါကျတော့အစားကိုအလွန်ကျွံရှောင်လိုက်တာပေါ့နော်ဥပမာတချို့ fasting ဆိုတာရှိတယ်36နိုင် fasting ရှိမယ်ဒါမျိုးပေါ့နော်ဥပမာ36နိုင် fasting ဆိုလဲ36နိုင်အပြင်ကိုလွန်ကဲပြီးလုပ်လိုက်တာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းအသေးကိုဝင်ပြီးတော့အသေးကိုအရန်ကိုပျက်စီးစေနိုင်တယ်ပေါ့နော်အဲ့တော့နံပါတ်8ချက်ကဘာလဲဆိုရှင်အငံနေစားလို့ရှင်လည်းအသေးကိုပျက်စီးစေပါတယ်တဲ့နော်အဲ့တော့နံပါတ်9မှာဆိုလို့ရှိရင်လည်းเนาะဒီလေ့ကျင့်နံပါတ်9အချက်ကတော့ဒီလေ့ကျင့်ငန်းမလုပ်ဘဲနဲ့နေတဲ့လူတွေပေါ့เนาะဒါဆိုလို့ရှိရင်အသေးကိုရေရှည်မှာပျက်စီးစေနိုင်တယ်အဲ့တော့လေ့ကျင့်ငန်းလုပ်မယ်ဆိုလို့ရှိရင်တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်သွေးချင်းအစီကျစေမယ်ပေါ့เนาะအဲ့တော့လေ့ကျင့်ငန်းမလုပ်ဘဲနဲ့ကြာလာတဲ့ခါမှာဆိုလို့ရှိရင်weight တွေတက်လာမယ်သွေးချင်းအစီတွေတိုးလာမယ်ပေါ့เนาะပြီးမှတစ်ဆင့်ဒီအသေးကိုအစီဖုံးစေမယ်ပေါ့ဒီလိုနည်းနဲ့လည်းအသေးကိုဝင်ပြီးတော့အစီဖုံးပြီးတော့ပျက်စီးစေနိုင်တယ်ပေါ့เนาะအဲ့တော့နံပါတ်10ကပါလဲပေါ့เนาะနံပါတ်10ကကြတော့ဒီဓာတုပစ္စည်းတွေပေါ့နော်ဓာတုပစ္စည်းတွေနဲ့အမြဲထိတွေ့ရတာတို့ပေါ့နော်ပြီးလို့ရှိရင်ဒီ
စိုးစေးတွေလည်းပါမယ်ပေါ့နော်ဥပမာပြောမှဆိုလို့ရှိရင်အခုခေတ်စက်ရုံမှာဆိုလို့ရှိရင်ပစ္စည်းထုတ်ကြဆိုလို့ရှိရင်အထားခံစေးလိုမျိုးဓာတုပစ္စည်းတွေပေါ့နော်အဲ့မှာ chemical တွေအများကြီးပါတာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်လည်းเนาะဒီလိုမျိုးဒီစက်ရုံကထုတ်တဲ့ပစ္စည်းတွေကိုအများကြီးစားတဲ့အခါမှာပေါ့နော်ရေရှည်စားလာတဲ့အခါမှာဆိုလို့ရှိရင်လည်းအသေးကိုပျက်စီးစေတယ်ဥပမာမိဖို့ကြောင့်ထဲမှာတုံးနေတယ်เนาะကြက်သွန်နီတို့ပေါ့နော်ကြက်သွန်နီမှာဆိုလို့ရှိရင်ကြက်သွန်နီဒီအာဟာရဖြစ်ပေမဲ့လည်းကြက်သွန်နီမှာပါတဲ့မှုကဆိုလို့ရှိရင်တော့အသေးကိုဓာတ်ရိုက်ဒုက္ခပေးတယ်ပေါ့နော်ပြီးရင်ငရုတ်တီမှာပါတဲ့မှုကဆိုလို့ရှိရင်ဒါကအသေးကိုဓာတ်ရိုက်ဒုက္ခပေးတယ်ပေါ့နော်ဒီလိုနီးနဲ့လည်းအသေးကိုပျက်စီးစေနိုင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပြပြပေးတာကတော့ဒီအသေးကိုပြည့်စည်စေနိုင်တဲ့နေ့စဉ်အမှုအကျင့်10ချက်ပေါ့နော်အဲ့တော့ဒီလိုမျိုးကျမရဲ့ဘူတာတွေကိုလည်းအတိနာနောက်လည်းပြပြပေးမှာပေါ့နော်အဲ့တော့ဒီအတိနာဗီဒီယိုလေးကိုစောင့်မျှော်ကြည့်ရှုကြဖို့လည်းဖိတ်ခေါ်ချင်ပါတယ်ရှင်ဒီအတိနာရဲ့ channel ကနေပြီးတော့အားလုံးကိုကြိုဆိုပါတယ်ရှင်တာယာပျော်ရှင်တဲ့ညနေခင်းလေးဖြစ်ပါစေဘိုင်ဘိုင်